မင်္ဂလာပါကျွန်တော်စောစောပါဒီနေ့စကားပြောလေးတွေကိုထပ်ပြီးလေ့လာကြမယ်နှိုမူကနေကောင်းလားလို့မေးရပါတယ်ရိုမူလောငါနေကောင်းတယ်လို့ပြန်ဖြေရပါတယ်နှိုမူကနေကောင်းလားလို့ထပ်မေးမယ်ရိုတမူပါငါနေမကောင်းဘူးလို့ပြန်ဖြေရပါတယ်ဘာမနူးလဲဘာဖြစ်လို့လဲလို့ထပ်မေးရမယ်ရဖပဥလောနောက်တစ်မျိုးရဖစားလောကျွန်တော်ဘိုင်အောက်လို့ပါလို့ပြန်ဖြေရပါတယ်ရခေါ်စားလောခြေထောက်နာလို့ပါလို့ပြန်ဖြေရပါတယ်ယခိုတာခွီးစားလောကျွန်တော်ခေါင်းကိုက်လို့ပါလို့ပြန်ဖြေရပါတယ်အားလုံးနားလည်မယ်ပြောတတ်မယ်အကျိုးရှိမှာလို့ထင်ပါတယ်